ကယ်ရှိတဲ့ဖရာအဲ့ဒီဖရာဟာနာဝိညာဉ်ဖရာဖြစ်တယ်ဖရာကနာဝိညာဉ်ဖရာဖြစ်တဲ့အခါမှာမျက်စိနဲ့မြင်လို့မရတဲ့အတွက်ကြောင့်လက်နဲ့ကိုင်လို့မရတဲ့အတွက်ကြောင့်စမ်းလို့မရတဲ့အတွက်ကြောင့်ဖရာကဘလို့ဖရာဖြစ်တယ်ဆိုတာကျွန်တော်မြင်နိုင်ဖို့ခက်ခဲတယ်ဒီကောင်မှာဖရာခင်ကသူဘလို့ဖရာမျိုးလဲဆိုတဲ့အရာကိုသူဖန်ဆင်းထားတဲ့ဖန်ဆင်းခံတွေကိုပေါ်ပြခြင်းနဲ့သိစေခြင်းနဲ့မြင်စေခြင်းနဲ့ဖျားခင်ဖန်ဆင်းခြင်းအမှုဘယ်နည်းပြုလဲ6ရက်ဖန်ဆင်းခြင်းအမှုကိုပြုတယ်အဲ့ဒီဖန်ဆင်းခံအရာတွေအားလုံးကိုဖယားကသူဘလို့ဖယားမျိုးလဲသူဘလို့ပုဂ္ဂိုလ်မျိုးလဲဆိုတာသိစေခြင်းနဲ့ပြစေခြင်းနဲ့မြင်စေခြင်းနဲ့ခံစားစေခြင်းနဲ့ဒါမဲ့သူဟာဘလို့ပြလဲနောက်ဝိညာဉ်ပြမြင်နိုင်လားမြင်နိုင်မမြင်နိုင်ဘူးအဲ့ဒါကြတော့သူ့ရဲ့မေတ္တာကိုသူ့ရဲ့ချစ်ခြင်းကိုသူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ဖြစ်ခြင်းကိုပေါ်ပြဖို့ရအတွက်ဘုရားခင်ကသူ့ရဲ့ကိုယ်စားသူ့ရဲ့ကိုယ်စလေအဖြစ်ဘုရားဖန်ဆင်းလဲလူကိုဖန်ဆင်းတယ်ဆိုတာမြင်တွေ့ရတယ်